ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်တူရီကနေပြီးတော့လိုက်လဲကြိုဆိုလိုက်ပါတယ်မင်းကောင်တူရီကတလပိုင်း29ရက်နေ့မနေ့ကနန်း9လေးကိုတော့လွဲသွားပါတယ်ငယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်မင်းအောင်ကတလပဲ29နှစ်ညနေအတွက်နေတဲ့ကနန်းတွေကိုအမေအုပ်စုအဖေအုပ်စုဆိုပြီးတော့နှစ်စုခွဲပြီးတော့တင်ပေးလိုက်ပါပြီနေတဲ့ကနန်းတွေကိုမပြုတ်မပြင်းဒီတိုင်းလဲသုံးဆွဲနိုင်တယ်လို့ပြုတ်ပြင်းပြီးတော့လဲသုံးဆွဲနိုင်ပါတယ်လုံးပိုင်နေဝမ်းကျင်းနေကြီးတွေရထားတယ်ရှိထားတယ်ဆိုရင်တော့တွဲဖက်ပြီးတော့လဲပေါင်းစပ်ပြီးတော့လဲအသုံးပြုနိုင်ပါတယ်မင်းဘောကတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကနန်း9မျိုးပြီးကျင်ပါတယ်ဒါပေမဲ့လို့တကယ်ချင်းတို့ကလက်မအပေးနေတဲ့အတွက်မင်းကောင်ရဲ့စတိုင်ကိုမကြိုက်ဘူးလို့မင်းကောင်ကအဲ့ဒီလိုတတ်မှတ်ထားတာပါအခုတင်ပေးတဲ့နေတဲ့ကနန်းတွေကိုလက်မပေးတာ50ရာခိုင်နှုန်းရှိတယ်ဆိုရင်ကိုပဲကနန်း9မျိုးပြန်လဲတင်ပေးမှာပါ10ယောက်ကို9ယောက်လက်မပေးတယ်ဆိုရင်ကိုပဲပြန်တင်ပေးမှာပါကဲတကယ်ချင်းတို့မိတ်ဆွေအားလုံးတို့ညနေမှာမင်းကောင်ရဲ့နေတဲ့ကနန်းနေနဲ့အောင်ပွဲရပါစေလို့မင်းကောင်ကဆူတောင်းပေးလိုက်ပါတယ်